ကိုအားလုံးပဲဒီနေ့ဗီဒီယိုထဲမှာတော့ဒီနေ့ဗီဒီယိုထဲမှာစကင်ဟန်ကိုပြောပြသွားမယ်ဗျာစကင်ဟန်နီးပြောပြသွားမယ်ဗျာစကင်ဟန်နေဆိုရင်ဒီမှာ VRN ZZ2 လို့ပဲမြတ်ဒီလိုဝင်လိုက်ဗျာဝင်မှုလိုက်ပြန်တွေ့မယ်နောက်တော့ပြန်ပြီးဝင်မယ်နော်နောက်တော့ဝင်လို့ရပါပြန်ပြီဒီလားနောက်တော့ရမယ်ဗျာဝင်မှုလိုက်ပြန်တွေ့မယ်ဝင်မှုရောတွေ့မယ်ဟမ်ရပါဗျာရပါနောက်တော့ထင်ဟန်နေပြောပြပါမယ်နောက်ကိုမန့်အောင်ဟောတဲ့ခါတော့အီတာချီလာမတီအီတာချီဂျူလီယန်စကင်အောင်ဒီလာပြောရတာလေဗျာနောက်ဒီတဲ့ကိုရောက်သွားရတာနဲ့အန်ဂျူလာရီကိုနေလို့ရှိရင်ဒီရလေးလို့နော်ရှူရှူကြီးလေးမရဒီ Play Store မှာတော့တောင်းရှူရှူကြီးဖွင့်ပြီးပြရှူရှူကြီးအရင်ကယူတယ်ရှူရှူကြီးလို့ဒီမှာစာပန်းဝင်လိုက်ဒီလိုဖြစ်သွားတယ်နော်ကြဒီလေးဝင်လိုက်ဒီလေးဝင်မရောက်သွားတယ်ရောက်သွားလို့ရှိရင်ဒါလေးနဲ့ဒါလေးကိုနဲ့အဲ့ဒီဝင်လိုက်ဒီမှာလှုပ်ထက်9 5 8 6 30ဒီလိုထဲဒီမှာထဲလိုက်ဗျာထဲလိုက်လို့ရှိရင်ရပါထွက်ရှင်စတာလေးကိုနှိပ်စားအမ30စက္ကန့်ဆောင်းဆိုပေါ်လာလိမ့်မယ်ပေါ်လာလို့ရှိရင်အဲ့ဒီဝင်လိုက်ရပါလိမ့်မယ်ခုနလေးကိုပြောင်းရှီဇူကီကိုနှိပ်လို့ရှိရင်ဟုတ်ကအပြတန်းကိုနှိပ်အရာတော့ဝင်ပေါ်လေးနှိပ်ပြီးတော့ဒီလေးကိုနှိပ်နေလို့ရှိရင်ကိုဟတ်ချင်တဲ့စကင်တွေကိုအဲ့လိုဒါကြောင့်နောက်ရတူဒါကြောင့်မထွက်သေးတဲ့ skin တွေကိုဟတ်လို့ရတယ်ဒါရဒီနှစ်ခုကတော့ထွက်တော့မှာနောက်မှဒီနှစ်ခုကထွက်တော့မှာဗျဒီထဲမှာじゃပိုကြတဲ့ skin တွေဟတ်လို့ရတယ်နောက်ဆန်းဟက်ပြရကောင်းလားမသိခြုံလေးပဲဟက်ပြရတယ်ခြုံလိုက်ပြီး skin ဟုတ်လိုင်းမကောင်းဗျာလိုင်းမကောင်းဘလာတာတော့ဟာလေဟာလိုက်နော်လိုင်းမကောင်းတော့မကြိုက်တော့စကင်တဲ့ဟာလေးထက်လာမယ်အခုလိုင်းမကောင်းတော့ပါမနေ့ပြင်ကြရင်နော်ဖတ်ထားတဲ့ဟာလေးလာပြဟုတ်လားbye bye subscribe and like